ဓမ္မမိတ်ဆွေပရိသတ်များရှင်လောကမှာကြောက်စရာအကောင်းဆုံးအရာကဘာပါလဲစစ်ဘေးလားငတ်မို့ဘေးလားဒါမှမဟုတ်ကုသလို့မရတဲ့ယောဂဘေးလားလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဝေသာလီလို့ခေါ်တဲ့အင်မတန်စီကားလှပတဲ့တိုင်းပြည်ကြီးတစ်ပြည်မှာတော့ဒီဘေးရဲ့နေရာသုံးပါလုံးတပြိုင်နက်တည်းကြားရောက်ခဲ့ပူပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့ဓမ္မအိမ်တော် channel ကနေပြီးလူပေါင်းထောင်ချီသေဆုံးခဲ့ရတဲ့ဝေသာလီပြည်ကြီးကိုပြတ်သုံးခြင်းရန်ကနေဘလို့ကယ်တင်ခဲ့တယ်လဲဆိုတဲ့ယတနာတုတ်တော်ရဲ့အံ့ဖွယ်သမိုင်းကြောင်းနဲ့လက်တွေ့အသုံးချနိုင်မဲ့အနှစ်သာရတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။တခါကဝေသာလီပြည်မှာမိုးခေါင်ရေရှားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ကောက်ပဲသီးနှံတွေပျက်စီးပြီးအစားအစာတွေပြက်လက်လာတဲ့အခါငတ်မွတ်ဘေးဒုပိခန္ဓရကစတင်ကျရောက်လာပါတော့တယ်။အစာငတ်လို့သေဆုံးသွားတဲ့လူသေးကောင်တွေဟာလမ်းမပေါ်မှာဒီအတိုင်းပုံနေခဲ့ပါတယ်။အဲ့ဒီအခါမှာတော့အနက်အသက်တွေကိုခန်းစားပြီးမြို့ထဲကိုဘလူးတရေတွေဝင်ရောက်လာပါတော့တယ်။ဒါဟာဒုတိယမြောက်ဘေးဖြစ်တဲ့ဘလူးဘေးအမနှုတ်တန်ဒရာကတ်ပါပဲ။နောက်ဆုံးမှာတော့အညစ်အကြေးတွေနဲ့အသေးကောင်တွေကြားကနေစိုးဝါတဲ့ကူးစက်ယောဂါတွေပြန်ပွားလာပြီးယောဂါဘေးယောဂန်ဒရာကတ်ပါထပ်မံကြားရောက်ခဲ့ပါတယ်။မြို့တော်ဟာအော်ဟစ်ငိုယိုတန်တွေနဲ့ပြည့်နှက်နေပြီးတုတ်တန်တစပြင်လိုထောက်ကက်သွားခဲ့ပါတော့တယ်။မင်းကြီးမင်းသားတွေဟာဒီဘေးကနေလွတ်မြောက်ဖို့နီးလန်းရှာကြတဲ့အခါနောက်ဆုံးမှာတော့လောကသုံးပါးမှာအမြင့်မြတ်ဆုံးဖြစ်တဲ့ဂေါရမဗုဒ္ဓမြတ်စွာဘုရားရှင်ကိုပင့်ဖိတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။မြတ်စွာဘုရားရှင်ဝေသာလီပြည်ရဲ့နေဆက်ဂင်းကာမြစ်ကမ်းကိုခြေချလိုက်တဲ့အချိန်မှာပဲအင်မတန်ထူးခြားတဲ့အဖြစ်အပျက်တစ်ခုစတင်ခဲ့ပါတော့တယ်။အဲ့ဒါကတော့၆ကက်နေတဲ့ကောင်းကင်ယံကနေမိုးကြီးတီးထန်စွာရွာချလိုက်တာပါပဲ။ဒီမိုးရေတွေဟာမြို့ထဲမှာရှိတဲ့အညစ်အကြေးတွေအသေးကောင်တွေနဲ့ယောဂပိုးမွားတွေကိုဂင်းကာမြစ်ထဲအထိအကုန်စေးကြောတန့်စင်ပေးလိုက်တယ်လို့ဖြစ်သွားပါတော့တယ်။ဒါဟာယတနာတုတ်တော်မဟောကြားခင်ကတည်းကစတင်ခဲ့တဲ့ဖျားရှင်ရဲ့တကူတော်ပါပဲ။မြို့တကားဝမှာမြတ်စွာဘုရားရှင်ဟာရှင်အာနန္ဒာကိုယတနာတုတ်တော်ကိုသင်ကြားပေးလိုက်ပါတယ်။ရှင်အာနန္ဒာဟာဘုရားရှင်ရဲ့တပိတ်တော်ထဲမှာရေတွေကိုထည့်ပြီးမြို့ရိုးတစ်လျှောက်သစ္စာစကားတွေကိုရွတ်ဆိုကာပရိတ်ရည်တွေပတ်ဖြန်းခဲ့ပါတယ်။ဒီယတနာတုတ်တော်ရဲ့အနှစ်သာရကဘာလဲဆိုရင်သစ္စာဆိုခြင်းပါပဲ။လောကမှာယတနာသုံးပါးထက်မြတ်တဲ့ယတနာမရှိဘူး။ဒီအမှန်စကားကြောင့်အားလုံးဘေးကင်းပါစေလို့ရွတ်ဆိုလိုက်တဲ့အခါမြို့ထဲမှာပုံအောင်နေတဲ့ဘလူးတရေတွေဟာမနေနိုင်တော့ပဲထွက်ပြေးကြရပါတော့တယ်။ယောဂဝေဒနာခံစားနေရသူတွေလည်းချက်ချင်းဆိုသလိုသက်သာပြောက်ကင်းသွားကြပါတယ်။ဓမ္မမိတ်ဆွေပရိသတ်တို့ရေယတနာတုတ်ဟာရှေးခေတ်ကဝေသာလီပြည်အတွက်တင်မကပါဘူး။ဒီနေ့ခေတ်ကျမတို့ရဲ့နေအိမ်တွေမှာလည်းစိတ်မအေးစရာတွေကျန်းမာရေးချို့တဲ့တာတွေအနောက်အရှက်တွေရှိနေခဲ့ရင်ဒီတုတ်တော်ကိုအားကိုးနိုင်ပါတယ်။ဒါပေမဲ့အရေးကြီးတာကတော့သစ္စာနဲ့ယုံကြည်မှုပါ။ယတနာသုံးပါးရဲ့ဂုဏ်ကိုအမှန်တကယ်ယုံကြည်ပြီးရွတ်ဆိုမယ်နားထောင်မယ်ဆိုရင်တော့ဘလို့ကတ်ဆိုးမျိုးပဲဖြစ်ဖြစ်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ယတနာတုတ်တော်ရဲ့သမိုင်းကြောင်းကိုနားဆင်ပြီးဓမ္မမိတ်ဆွေများအားလုံးဘေးရန်တွေကင်းဝေးပြီးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေ။နောက်ထပ်လည်းဗဟုသုတဖြစ်ပွဲဓမ္မစကြာင်းတွေကိုတင်ဆက်ပေးသွားမှာမို့ Subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။